ရန်ကုန်ပြည်တော်မှာအမှုတော်ဆောင်ခြင်း25နှစ်ပြည့်ဂျူလီကျေးဇူးတင်ခြင်းဒီစာကြတော်များကိုကျွန်တော်တို့ကျင်းပပါတယ်။ကောင်းသောဒီလရှင်များရဲ့အမှုတော်ဆောင်ခြင်းဂျူလီအာသမြဖြစ်ပါတယ်။ကောင်းသောသူတွေဒီလရှင်များရဲ့အာကိုအာခါပြုတဲ့အကြီးကဲကတော့သူတွေရှင်ထုတ်ဖြစ်တဲ့ပြတ်တော်ဖျားရှင်နဲ့ဖြစ်ပါတယ်ဒီကောင်းသောသူတွေပြတ်တော်ဖျားရှင်ရဲ့စကားတန်လာတော့ဒီတက်ပြီးတဲ့ဧဝံဂေလိကျမ်းမှာကျွန်တော်တို့ကြားခဲ့ရတဲ့အတိုင်းခမည်းတော်သည်ငါ့ကိုချစ်တော်မူတဲ့ကဲ့သို့အာဒီကင်းလို့ကိုချစ်၏အာဒီခမည်းတော်၏ပညာတော်ကိုစောင့်ရှောက်၍ခမည်းတော်၏မေတ္တာ၌ကြည်တဲ့ကဲ့သို့သင်တို့သည်ငါပညာတော်ကိုစောင့်ရှောက်၍ငါ၏မေတ္တာ၌တည်နေကြလောဆိုတဲ့စကားတန်ဖြစ်ပါတယ်ခမည်းတော်ဘုရားကသားတော်ဘုရားကိုချစ်တယ်သားတော်ဘုရားကလည်းပဲခမည်းတော်ဘုရားကိုချစ်တယ်ဒီချစ်တဲ့အချစ်ပေါ်မှာမူတည်ပြီးတဲ့အခါမှာဘုရားသခင်ရဲ့လိုတော်တိုင်းမိမိရဲ့ဘဝကိုသုံးတော်ခံပြီးတဲ့နောက်ရှင်သန်ခဲ့တဲ့ယေရှုဘုရားရှင်ဖြစ်ပါတယ်ဒီဘုရားရှင်ရဲ့မိန့်မှာချက်တိုင်းမှာပဲကောင်းသောသူတိန်ကလာရှင်များအားလည်းပဲမိမိတို့ရဲ့ရှင်သန်သောအသက်တာမှာဘုရားသခင်ရဲ့စကားကိုနားထောင်ပြီးဘုရားသခင်ရဲ့မြေတော်တော်မှာတည်ရှိနေကြပြီးဘုရားသခင်ချစ်တဲ့လူသားများကိုဘုရားရှင်ကဲ့သို့ပဲမေတ္တာပြပြီးအစီခံနေကြတဲ့လူတွေတိလာရှင်ကိုင်းဖြစ်တဲ့ဆိုတော့ကိုဒီကျွန်တော်တို့နားလည်သဘောပေါက်ကြပါတယ်။ဒါယေရှုဘုရားရှင်ရဲ့ဒီခမည်းတော်ကိုချစ်တဲ့ခမည်းတော်ရဲ့စကားကိုနားထောင်နေဆိုတဲ့နေရာမှာဒါကျွန်တော်တို့သူရဲ့ဘဝအစလောကကိုကြွလာတဲ့အချိန်ကိုကြည့်ချင်းအားဖြင့်တွေ့ရတယ်။မွေးစရာနေရာပြုကိုမပေးပါဘူး။ကျိုးဆိုခြင်းပြုလုပ်တဲ့လူတွေလည်းပဲမရှိပါဘူး။သူမှာဆင်းရဲတဲ့မပြည့်စုံတဲ့နောက်စကကူလိုက်မှာပဲလူသားအဖြစ်နှိမ့်ချစွာဆင်းရဲစွာကျဉ်းတဲ့စွာသူရဲ့ကယ်တင်ခြင်းလုပ်ငန်းကိုအစပြုခဲ့ရပြီဖြစ်ပါတယ်။ဘဝအစမှာအစဉ်ပြေမှုတွေနဲ့တွေ့ကြုံတော်လည်းပဲသူ့အနေနဲ့စိတ်ပြည့်ခြင်းမရှိတွန်းဆုတ်ခြင်းမရှိညီးခြင်းမရှိပဲသူ့ရဲ့လုပ်ငန်းကိုသူအဆုံးတိုင်းအောင်သွားခဲ့တဲ့ခုတ်ကိုဖြစ်ပါတယ်။ဒါဟာဘုရားကိုချစ်ခြင်းလူကိုချစ်ခြင်းကိုတက်တည်ပြခဲ့တဲ့သာဓခုဖြစ်ပါတယ်။အဲ့လိုပါပဲဒီကောင်းသောသူတေတိလာရှင်များရဲ့ရန်ကုန်ရွာမှာသာသနာပြုခြင်းသူတို့ရဲ့အထုပ္ပတ္တိကိုဖတ်ကြည့်တဲ့အခါမှာဆိုက Sister Tutu ဒီနေ့စားစမှာပြောသွားခဲ့တဲ့အတိုင်းပဲကျိုးဆိုသူနဲ့တဲ့အတွေ့အကြုံသူတို့ပထမဦးဆုံးခံစားရပါတယ်တို့တော့လည်းပဲဘုရားပြည်ရဲ့ကျေးဇူးတော်နဲ့အညီရွာရောက်တဲ့ဒီပို့ဆောင်တဲ့သူနဲ့တွေ့ကြုံခဲ့တဲ့ဆိုတာကိုကျွန်တော်တို့ကြားသိခဲ့ရတယ်သူတို့ရဲ့အစီအကံရေးမှုမှာအရေးကြီးတဲ့ပညာသင်ကြားရေးကိစ္စတွေမှာလည်းပဲကလေးတွေငယ်စာသင်သားတွေအတွက်စပယ်ကုန်တွေထိုင်ကုန်တွေမပြည့်စုံတဲ့ချုပ်တဲ့အတွေ့အကြုံတွေကိုလည်းပဲဖတ်ခဲ့ရမိပါတယ်။အဲလိုပဲလမ်းမဆက်တဲ့ရေးတွေကလည်းပဲခက်ခဲတယ်။စကားမပေါက်တဲ့အတွေ့အကြုံတွေကလည်းပဲဆက်တဲ့မှုခက်ခဲတဲ့ဘဝကိုတို့ထပ်တန်းကြရတယ်။ဒါပေမဲ့တို့ရဲ့သာသနာပြုခြင်းအစဉ်ပြေမှုတွေကခရစ်တော်ဘုရားရှင်ရဲ့ဘယ်တို့ကိုနောက်ကိုမနှုတ်ပါစေပါဘူးခရစ်တော်ဘုရားရှင်ကဲ့သို့ပဲဘုရားကိုချစ်တဲ့ရှင်မိမိတာဝန်ကျတဲ့နေရာမှာမိမိကိုအနံ့ထားတဲ့ဒုစရကိုချစ်တဲ့ချစ်တွေနဲ့တို့ရဲ့ဘဝကိုဆက်လက်ပြီးတဲ့နောက်သစ္စာရှိနဲ့စက္ကန့်ခြင်းကိုတို့ပေါင်းနိုင်ခဲ့တာကိုတွေ့ရတယ်ယေရှုဘုရားရှင်လောကကိုကြွလာတဲ့အချိန်မှာကျိုးစုံမှုမရှိတဲ့အပြင်ရန်လိုမှုတွေလည်းပဲကြုံတွေ့ခဲ့ရပါတယ်။ဘယ်လိုမင်းကြီးရဲ့အာဏာကိုမဲ့တဲ့စိတ်လက်ခံလိုမှုတွေကြောင့်မလို့
ဒီနေနေမနေရပဲနဲ့တဘာတိုင်းကြီးကိုယေရှုဖျားရှင်ကလေးလေးဘဝလူမမယ်လေးဘဝအနေနဲ့ပြေးခဲ့ရပါတယ်ကိုကတော့လောကကိုကူညီပေးဖို့ကောင်းမှုပြုဖို့လာပြီမဲ့ကိုယ့်ကိုလက်မခံတဲ့အချိန်ပြေးလွှားရတဲ့အခါမှာဒါသူလိုကိုလိုဆိုလို့ရှိရင်နောက်တစ်ခါပြန်လာဖို့ကခက်ခဲပါတယ်ယေရှုဖျားရှင်မြတ်တာမပြတ်ဘဲနဲ့ဒီတော်ကိုပြန်လာတဲ့ကယ်တင်ခြင်းမှုကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်ဒါဘုရားကိုချစ်တဲ့အချင်းလူကိုချစ်တဲ့အချင်းတွေကြောင့်ဖြစ်တယ်အဲ့လိုပဲကောင်းသောသူတွေတရားရှင်များရဲ့သာသနာပြုပြီးစားဒီစံပြန်ပြုတဲ့အချိန်ကာလမှာမိမိတို့တင်ကားရဲ့လူမှုရေးနေသားပေါ်မှာမူတည်ပြီးနှစ်ပါးပဲပို့ဆောင်နိုင်ခဲ့တယ်။သုံးလတခါလာရောက်ပြီးတဲ့နောက်ဒီကျင့်စဉ်ထမ်းဆောင်ကြရတဲ့သူတို့ရဲ့ပထမဦးဆုံးသာသနာပြုခဲ့တဲ့အကြောင်းကိုလည်းကြားရပါတယ်။သုံးလမှတခါတွေ့ရတဲ့အတွက်နော်အားမလို့အားမရတာလည်းဖြစ်မယ်။အမြဲတမ်းလည်းရှိနေစေခြင်းတဲ့သဘောလည်းဖြစ်မယ်။စစ်စိုးလေးနဲ့သုံးလပဲပြီလို့တင်စားခံရတာကိုလည်းပဲကြားသိရပါတယ်။အမြဲတမ်းရှိနေစေလိုတဲ့ဆန္ဒနဲ့နော်ပြန်တော့ဆိုတဲ့စင်ခေါ်တဲ့စကားတန်လေးပါလေ။တစ်ခါမှခံယူမတတ်ဘူးဆိုလို့ရှိရင်တော့တို့စိတ်ပြည့်စရာစိတ်အားငယ်စရာဖြစ်ပါတယ်။သို့တော်nàoလည်းပဲစိတ်ပြည့်ခြင်းအားငယ်ခြင်းတွေနဲ့တို့ရဲ့တွေ့ကြုံမှုစင်ခေါ်မှုကိုမရင်ဆိုင်ခဲ့ပါဘူး။ဆရာတော်ဘုရားတောင်းလာပဲချိန်ပေးပါစောင့်ကြည့်ပါဆိုပြီးတဲ့နောက်မိမိတို့ရဲ့ဒီခိုင်မာတဲ့စက္ကန့်ကိုမိမိတို့ရဲ့စစ်မှန်တဲ့မြတ်တာတရားရဲ့တတ်နိုင်ခြင်းကိုအားကိုးတဲ့အပေါ်မှာရိုးရိုးကြည်ကြည်နဲ့ပြန်လည်ပြီးတဲ့နောက်တုံ့ပြန်တည်ပြီးခဲ့တာကိုတို့တွေ့ရတယ်။ဒီဟာတွေဟာလည်းပဲအတိမပြုစရာအတိယူစရာခွန်အားယူစရာခက်ခဲနဲ့တွေ့တဲ့အချိန်တိုင်းမှာတို့ပြန်လည်မှတ်မိစရာဖြစ်တယ်။မိမိတို့ပြောခဲ့တဲ့စကားအတိုင်း3လမှဒီ3နှစ်မက25နှစ်တိုင်ကျမ်းတမ်းမှုများခက်ခဲများကနေဒီနေ့တက်တည်တိုင်းကောင်းသောသူတွေတရားရှင်များဟာဘုရားကိုချစ်တဲ့အချင်းဒီကိုချစ်တဲ့အချင်းတွေနဲ့တို့ရဲ့ရန်ကုန်ချင်းကမှာအမှုတော်ကိုဆက်လက်ထမ်းဆောင်နေနိုင်ကြပါကိုကျွန်တော်တို့ဖိတ်ရပါတယ်။တကယ်ယေရှုဘုရားရှင်ရဲ့သာသနာပြုခီးမှာအမြဲတမ်းဝေကူမှုတွေနဲ့ရှောက်လန်းခဲ့ရတာမဟုတ်ပါဘူး။ပါရီစီဦးတွေကျမ်းသက်ဆရာတွေအာနာဘံဘယင်တွေရဲ့နောက်ဆက်ခြင်းတွေကိုခံရတယ်နော်။နောက်ဆုံးတက်တော်ဆုံးရတဲ့အထိနောက်ဆက်ခြင်းကမကုန်ခဲ့ပါဘူး။ဒါပေမဲ့ဒီနောက်ဆက်ခြင်းတွေကခရစ်တော်ဘုရားရှင်ကိုရက်တန်သွားခြင်းနောက်ဆုတ်သွားခြင်းမေတ္တာပြည့်ခြင်းတွေမရှိစေပဲ။ကားတိုင်းထက်မှာနောက်ဆုံးမိမိရဲ့ဘေးဒီတစ်ဆက်မှမတန်တဲ့အထိဆုံးမခဲ့သည့်တိုင်အောင်လူတွေကိုချစ်တတ်ခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ကိုရောရဲ့လူတော်တိုင်းဖြစ်ပါစေ။ Yes ဆိုတဲ့မိမိရဲ့စကားမှာသစ္စာရှိခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဟာလည်းပဲကိုယ့်ကိုစေလွတ်တဲ့တရားကိုချစ်တဲ့အချင်းကိုယ်တော်ဝင်ယူတဲ့လူသားတွေပေါ်မှာထားတဲ့မပြတ်တဲ့မေတ္တာတွေကြောင့်ဖြစ်ပါတယ်။အဲလိုပဲကောင်းသောသူတွေတရားရှင်ခိုင်များရဲ့သာသနာပြုခီးပေါ်အစာရန်ကုန်ကြီးရွာမှာမွေးရစီဝါများပုတ်သုံးဆွဲနေတဲ့ပုဂ္ဂိုလ်ရဲ့ရန်သုံးမှုတွေမချီတဲ့မြင်ပြုမှုတွေကြုံတွေ့ခဲ့ရပါတယ်။သူတို့တွေရဲ့ဒီမိန်းကလေးတွေနဲ့ပတ်သက်ပြီးတဲ့နောက်ကာကွယ်မှုပြုစုပြောင်းထောင်မှုအတမေဝါကြောင့်ပညာတွေပြီးတဲ့နေရာအထူးသဖြင့်ဒီဆက်ထုတ်တဲ့နှမ်းတွေပြုလုပ်တဲ့အချိန်ကာလမှာလည်းပဲဒါဝန်ရှိသောပုဂ္ဂိုလ်များရဲ့ကူညီမှုရိုင်းပင်းမှုအားပေးမှုတွေကိုညှိနှိုင်းခဲ့ပြီးနဲ့မရရှိတဲ့ပြင်နောက်ဆက်တွေနဲ့ကြုံတွေ့ခဲ့ရတယ်ဆိုတာကျွန်တော်တို့စမှာကြားခဲ့ရတယ်။ဒါပေမဲ့ဒီဟာတွေဟာလည်းပဲနောက်ကိုမတွန်းစီတဲ့မကူညီလဲနေပလေးစီမိမိတို့ဘုရားရဲ့တတ်နိုင်ခြင်းမိမိတို့ရဲ့စိတ်ဓာတ်မိမိတို့ရဲ့မေတ္တာမိမိတို့ရဲ့စေတနာနဲ့မဆုတ်တဲ့ဆက်လက်သက်ရှင်ခဲ့တဲ့အတွက်ဒီနေ့ချိန်25နှစ်ကြီးကိုဆောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ယေရှုဖျားရှင်သူရှင်တော်အသက်တာမှာတိတော်နာဆွဲတဲ့မျိုးသမီးကိုကုသပေးခဲ့ပါတယ်။နတ်ဆိုးဆွဲတဲ့သူတွေကိုလည်းပဲမောင်းထုတ်ပေးခဲ့တယ်။ကျမ်းစာနေတဲ့သူတွေသူသဖြင့်အနာတိယောဂါတွေနဲ့လူအသားဝိုင်းကနေပြီးတဲ့နောက်
ဒီစွန့်လွတ်ခြင်းခံရတဲ့သူတွေကိုလည်းပျောက်ကင်းပြီးလူသားဝိုင်းမှာဂုဏ်သိက္ခာနဲ့ပြန်လည်ပြီးတဲ့နောက်ဝင်ဆက်နိုင်အောင်ပြုလုပ်ပေးခဲ့ပါတယ်။ဒီတဲ့သူကိုလည်းရှင်ပြန်စေပြီးမိခင်မုတ်ဆုံးမကြီးနဲ့ပြန်လည်ပြီးတဲ့နောက်ပေါင်းဆက်စီခဲ့ပါတယ်။အဲ့လိုပဲဒီနေ့ကျွန်တော်တို့ရဲ့ရန်ကုန်ကြီးရွာမှာဘုရားကိုထမ်းဆောင်နေကြတဲ့ကောင်းသောသူတွေဒီလားရှင်များမှာလည်းပဲမိုးရည်စီးပွားကြောင့်မလို့မိမိတို့ရဲ့လူမှုအတိုင်းဝိုင်းမှာအထင်မြင်ပြီးတဲ့နောက်ခွဲခြားဆက်ဆံနေရတဲ့သူတွေဘဝပြန်လည်ပြီးတဲ့နောက်ပုံမှန်ဘဝရောက်နိုင်ဖို့မိသားစုအတိုင်းဝိုင်းမှာပြန်လည်ဝင်စားနိုင်ဖို့ဒီလိုဆိုခေါ်တဲ့ကျွန်တော်တို့ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးတဲ့နောက်မိဘတွေအတိုင်းဝိုင်းတွေကနေဆွပြေးခြင်းခံရတဲ့သူတွေရဲ့ဘဝမှာလည်းပဲအဲ့လိုဘဝတွေမကြောက်ရောက်ဖို့ကောက်ွယ်ပြီးမှုတွေနဲ့ကြောက်ရောက်ခဲ့ကြတဲ့ပုဂ္ဂိုလ်များတွေလည်းပဲပြန်လည်ကုသမှုလူသားပိုင်းမှာပြန်လည်ဝင်စားမှုတွေကိုစူးစမ်းပြီးခဲ့ကြပါတယ်။အဲ့လိုပဲဇရိတရာမှာမိမိတို့ရဲ့စီးပွားရေးအနေထားကြောင့်အားငယ်ခဲ့ကြတဲ့ကျွန်တော်တို့ရဲ့နေငယ်လေးညရဲ့ဘဝကိုလည်းပဲပြန်လည်ပြီးတဲ့နောက်အားကျိုးမှန်တဲ့ထူထောင်ပြီးမိမိတို့ရဲ့မိသားစုလူမှုတိုင်းဝိုင်းမှာဝင်စားနိုင်ဖို့စူးစမ်းပြီးနေကြခြင်းဟာခရစ်တော်ဘုရားရှင်ဟာပြီးတော်ရဲ့မြတ်တာမှာကြီးရှိတယ်လို့ပဲကောင်းသောသူတွေဒီလားရှင်များမှာလည်းပဲမိမိတို့ကိုစေလွတ်တဲ့ခရစ်တော်ဘုရားရှင်ရဲ့မြတ်တာတရားမှာခရစ်တော်ရဲ့ပုံစံကိုအတူယူပြီးတဲ့နောက်ကြီးရှိနေနေကြခြင်းဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ကြွားတင်သိပြီးကြရပါတယ်။မြတ်စွာဘုရားဘုရားတော်တို့ဒီရန်ကုန်ကျောင်းကနေဒီဘရာတေးလေးကိုလာတဲ့အခါမှာစစ်စဲတို့ဓမ္မဆရာဆရာမများဘုန်းတော်ကြီးများဘောဓသူများဝိုင်းပြီးတဲ့နောက်ကျူဆိုကြပါတယ်။အဲ့လိုကျူဆိုကြတဲ့အချိန်မှာစစ်စဲတစ်ပါးကကလေးငယ်လေးများကိုလက်မှာကင်ထားတာကိုတွေ့ရပါတယ်။မောင်နှမလေးနှစ်ယောက်လို့သိရတယ်။အဲ့လိုကလေးငယ်လေးတွေကတည်းကလည်းဒီကျွန်တော်တို့ဒီမှာမိုးကြိုချောင်းဆောင်တွေ့ရပါတယ်။အရေးကြီးတဲ့ကလေးတွေရဲ့ပုံပြုံးမှုဒီနေ့တော့နေ့လေးနေ့စတဲ့အချိန်ကာလမှာအတတ်နိုင်ဆုံးသူတို့ဘဝတစ်လျှောက်မှာပါသွားမဲ့ကောင်းသောအပြုအမူစိတ်သက်ပြီးခံယူချက်တွေကိုသူတို့တင်ပေးကြပါတယ်။ဒါပြင်မိဘငယ်တွေဒါပြင်မိဘကွယ်တွေဒါပြင်ဆင်းရဲသောပုဂ္ဂိုလ်များရဲ့တင်ပြီးယေဒနာများကိုလည်းပဲယေရှုဖျားရှင်ကဲ့သို့ပဲမိမိတို့ရဲ့ယမပွေးမိမိတို့ရဲ့မြေတာအောက်မှာထားရှိပြီးတဲ့နောက်ချစ်ပြီးနေကြတာကိုကျွန်တော်တို့တွေ့ရတယ်။ကလေးငယ်တွေတော့မခပဲအကြောင်းမျိုးအကြောင်းမို့လို့မိမိတို့ရဲ့နေရစာတိမှာမနေနိုင်တဲ့ရှေ့ကြောင်းတွေကိုလည်းပဲလက်ခံပြီးပြီးတဲ့နောက်သူတို့ရဲ့ခက်ခဲဟာကိုယ့်ရဲ့ခက်ခဲတို့ပဲမိသားစုစိတ်ဓာတ်တွေနဲ့ရှင်သာပြီးနေကြတာကိုကျွန်တော်တို့တွေ့ရတယ်။ကလေးတွေကိုရေမှာပွေးကလေးတွေကိုလက်ခံအားနေတဲ့သူတွေကိုမြတ်တာပြအစာရည်စာမရှိတဲ့သူတွေကိုထောက်ပံ့ပေးခဲ့တဲ့ခရစ်တော်ဘုရားရှင်ကဲ့သို့ကောင်းသောသူတွေတိရရှင်ခိုင်းမှာဒီနေ့ပုံတူယူပြီးတက်တည်ခံပြီးတဲ့နောက်ကျွန်တော်တို့ရဲ့ရန်ကုန်ကြီးကမှာစက္ကန့်မို့တော်ထမ်းဆောင်ခြင်း25နှစ်ပြည့်မြောက်လာပြီဖြစ်ပါတယ်ဒီဘက်ဒီကျေးရွာမှာရှိတဲ့ကျေးဇူးတော်ခံစားကြရတဲ့ဒီကောင်မောင်နှမသားသမီးတွေနဲ့အတူကျွန်တော်တို့ကျမ်းတော်ကဲ့သို့ရဲ့ခံချုပ်သာသနာအနေနဲ့လည်းစစ်စဲတို့ဒူးစီနဲ့တာဝန်ရှိပုဂ္ဂိုလ်ဒီကိုကျေးဇူးတင်ရှိပါတယ်ဂုဏ်ယူပါတယ်လို့ခုလိုမျိုးယူပြီးအခမ်းအနားကတ္တမြတ်မှာအားလုံးရဲ့ကိုစားဆရာတော်အနေနဲ့ဒီကျေးဇူးတင်ဂုဏ်ပြုပါတယ်ဒါတော့ကောင်းသောသူတွေတိလာရှင်ခိုင်းတဲ့ပတ်သက်ပြီးကျမ်းတော်တာမှာကျွန်တော်တို့တွေ့ကြုံရတဲ့အဖြစ်အပျက်ဖြစ်ပါတယ်ဆရာတော်ရန်ကုန်မှာတာဝန်ကျတဲ့အချိန်မှာလည်းပဲကောင်းသောသူတွေတိလာရှင်များနဲ့တွေ့တော့တာသနာမှုတော်ကိုဆောင်ရွက်ခဲ့ရတဲ့အချိန်ကာလကြီးရှိခဲ့ပါတယ်2000နှစ်ပတ်ဝန်းကျင်လောက်မှာဒီမောင်တော်လေးစိတ်ကြုံပြတော့မှာလက်ထောက်ပုတ်တီဘဝအနေနဲ့တာဝန်ဆက်ခဲ့တာရှိပါတယ်အဲ့ဒီခါမှာဗုဒ္ဓဦးနေရာရောက်ပြီးဆိုရင်ညနေတိုင်းကျွန်တော်ကောင်းသောသူတွေဒီလားရှင်ခိုင်းတီရှိရာသူတို့ရဲ့ပုဂ္ဂိုလ်ပေါ့လေစေယုံတီရှိမှာမျက်နှာကြည့်လိုက်မှာရှိတဲ့နေရာကိုသွားနေအဲ့ဒီမှာစေယုံမှာဒီမှာကြည့်ရတဲ့ဆေကြီးစီကိုကျွန်တော်သွားတွေ့ပါတယ်သူနဲ့တွေ့ပြီးတဲ့အခါမှာဆေကြီးကပြီးတယ်စေယုံရဲ့ဘယ်ဆောင်မှာဘယ်လူမှာရှိတယ်အဲ့ဒီနေရာကိုကျွန်တော်တို့ခေါ်သွားတယ်
ဘုရားရှိခိုးပြီးတယ်ကိုရောမြတ်ပြီးတယ်လိုအပ်တယ်ဆိုလို့ရှိရင်လည်းပဲခရစ်တော်စီပြီးပါလေအဲ့လိုပြီးတဲ့အခါမှာယုံကြည်သူကက်သလစ်ဘာသာသူတွေကမကပဲတခြားသောညီကိုခရိယန်တွေကလည်းဆုတောင်းပေးဖို့ပြောသလိုခရိယန်မဟုတ်တဲ့ညီကိုဘာသာတွေကလည်းပဲဆုတောင်းပေးဖို့မြတ်တာကိုတောင်းခံကြပါလေအဲ့ဒီစေကြီးတဲ့ပြည်တော်ဝန်စေယုံဂျပန်စေယုံစသဖြင့်အဒီနားမှာရှိတဲ့နေရာတွေမှာကျွန်တော်တို့တူတူကတာဝန်ကိုထမ်းဆောင်ခဲ့တယ်ဒါပြင်သူတို့ရဲ့အကြောင်းအဝင်ဝပဲပဲအချမ်းမှာလည်းပဲနဲ့ထက်ထက်လာတော့ထက်ထက်လာမသိဘူးเนาะတော့ထက်တိုင်းဆောက်တာပြီးတဲ့အခါမှာရန်ကုန်မှာစိတ်လာသူ့ဘုရားဖြစ်ပါတယ်တဲကိုလည်းပဲအများကြီးကိုစင်ခေါ်မှုရှိတယ်ကုန်ကျစရိတ်တွေရှိတယ်ဒါတွေတက်တာနိုင်ဖို့အတွက်စီဝါကုသမှုတဲကိုကိုညီတို့ရဲ့ပုံကိုယ်တွေကိုလည်းပဲသူတို့ရဲ့ဘုံမှာသာရှိပြီးတဲ့နောက်စစ်စစ်ပြီးဆောက်ရှောက်မှုပြီးရှိပါတယ်ကျွန်တော်ရန်ကုန်ရန်ဖြစ်တဲ့ကမှာတာဝန်ကြတယ်ရှိတလားတစ်ခါပေါ့လေဇာတာဝင်းနေ့မှာအထူး special speaker ကိုအထူးဒီမိမိတို့ရဲ့ကျွမ်းကျင်ရာလေးတွေကိုဝေမျှပေးတဲ့ပုံကိုယ်တွေကိုခေါ်ပြီးတဲ့နောက်ကျွန်တော်တို့ဒီအတိပညာလေ့လာမှုခံယူမှုရှိပါတယ်။ဒီချိန်မှာတော့ကျွန်တော်တို့လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးလည်းအောင်ရဟန်းပြည်တင်ကျောင်းသားတွေကိုအတိပညာပေးလို့တဲ့အခါမှာကောင်းသောသီလရှင်တိုင်းနဲ့ဆက်သွယ်ပြီးတဲ့နောက်ကျွန်တော်တို့ဖိတ်ပါတယ်သူတို့နဲ့အတူတာဝန်ရှိတဲ့ဌာနဆိုင်ရာရဲမှုတွေလူကြီးတွေလည်းပါလာပြီးတဲ့နောက်လူကုန်ကူးမှုနဲ့ဆိုင်တဲ့ကောင်းကင်မှုတားဆီးမှုလုပ်ငန်းတွေကိုသူတို့တွေရပ်ဝန်းပြီးခဲ့ကြပါတယ်ပြီးတဲ့အခါကျတော့ကိုဗစ်အချိန်ကာလမှာကျွန်တော်တို့အပြင်ကိုထွက်လို့မရတော့ဘူးခန္ဓာရဲ့ဒီဆုံးနိုင်မှုအနေအထားပဲဒီကျွန်တော်တို့ဆိုရင်ရတဲ့အချိန်ကာလဖြစ်တယ်လို့တစ်သက်မှလည်းပဲအတင်းမှာပိတ်ပြီးတဲ့နောက်အကြောင်းရင်းမှုတွေနဲ့နေတဲ့အခါမှာလူတွေရဲ့စိတ်ပိုင်းဆိုင်ရာမှာလည်းပဲဆိုရင်ကြောက်ကြမှုတွေမတည်ငြိမ်မှုတွေထောက်ထားမှုတွေခံစားကြရတယ်။အဲဒီခါမှာအဲ့လိုလူမျိုးတွေအတွက်အနီးမသွားနိုင်တာတော့မှအဝေးကနေပြီးတဲ့နောက်သူတို့ဆက်သွယ်နိုင်ဖို့သူတို့ကိုနားထောင်နိုင်ဖို့သူတို့ကိုအားပေးကြပေးနိုင်ဖို့ဆိုပြီးတော့ကျွန်တော်တို့ CBCM အမှုပြုပြီးတဲ့နောက် CNCM နဲ့ပေါင်းဆက်ပြီးကျွန်တော်တို့အဝေးရောက်စိတ်သက်ပိုင်းဆိုင်ရာအကြံပေးမှုတွေကျွန်တော်တို့အတူတူကကြီးကျမှုတွေကိုလုပ်ပြီးခဲ့ကြပါတယ်။အဲဒီကမှာပညာရှင်တွေလိုတဲ့အခါမှာပညာရှင်အများပိုင်းကသီလရှင်ကံတွေမှာပဲကျွန်တော်တို့ရပါတယ်။သီလရှင်ကံတွေထဲကနေဒီကောင်းသောသုတေသီလရှင်ကံကနေလည်းပဲကျွန်တော်တို့ဒီ members တွေအဖွဲ့ဝင်တွေတော်တော်များများရရှိခဲ့ပါတယ်။ကောင်းသောသုတေသီလရှင်ကမိမိတို့ရဲ့ခန္ဓာပိုင်းဆိုင်ရာကမကစိတ်ပိုင်းဆိုင်ရာတွေမှာလည်းပဲဝယ်ဝင်ပြီးတဲ့နောက်အထံပြီးရှင်းပြတဲ့ကဏ္ဍတွေမှာတက်ကြွစွာနဲ့ပါဝင်ရရှိပါတယ်။နောက်ဆုံးကျွန်တော်တို့ဒီကလေးသူငယ်များရဲ့ကာကွယ်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီးတော့လည်းဒီလေခိုင်လွယ်တဲ့ဒီ vulnerable adults လို့ခေါ်တဲ့ပုဂ္ဂိုလ်များအတွက်ကာကွယ်မှုအတွက် policy တွေရေးဆွဲတဲ့အခါမှာလည်းပဲကျွန်တော်တို့ CDCM နဲ့အတူ CRCM ကိုချက်တဲ့ကောင်းသောသူတို့တင်လာရှင်တိုင်းရဲ့ဒီ resource person တွေတက်ကြွတဲ့ပုဂ္ဂိုလ်တွေအကူအညီနဲ့ကျွန်တော်တို့ရေးဆွဲပေးကြတဲ့လက်ရှိ level သုံးချဖို့ကျွန်တော်တို့စူးစမ်းနေကြတဲ့ခိုင်ခံတွေဖြစ်ပါတယ်။ဒါကတော့မြန်မာနိုင်ငံလုံးနဲ့ပတ်သက်ပြီးတဲ့နောက်ကောင်းသောသူတင်လာရှင်များရဲ့စက်တပ်မှုတိုင်းကိုအခုလိုကြည့်ပြီးခါအများမှာဒါမိမိနဲ့ထိတွေ့ခဲ့တဲ့အစိတ်တိုင်းအချုပ်ပေါ်မှာဝင်စီပြီးတဲ့နောက်ဝေများတည်ခြင်းနဲ့ဖြစ်ပါတယ်။ဆိုတော့မြန်မာပြည်ဒီလုံးတစ်ခွာလုံးမှာမိမိတို့ရဲ့စက်တပ်မှုတွေနဲ့ရှင်းပြနေကြတဲ့စစ်စဲတို့ရဲ့အခုလိုကြည့်ပြီးခန္ဓာမှာကျွန်တော်တို့လည်းစစ်စဲတို့နဲ့အတူဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။ကျွန်တော်တို့အားလည်းရတယ်ဂုဏ်ယူလည်းဂုဏ်ယူကြတယ်။ဒီအထုပ်ပတိကိုကျွန်တော်တို့ဖတ်ရင်းနဲ့ဆက်စချင်းချင်းတာတိလေးချောင်းတဲ့ပုံစံကြီးဖတ်တဲ့အာမှုရဲ့စူးစမ်းအားထုတ်မှုပူးပေါင်းဆောင်ရွက်မှုကိုလည်းတွေ့ရတယ်။ဒီနေရာလေးမှာမြေရှာတဲ့သစ္စာလိုပဲဓမ္မဆရာတို့ဘာသာလူတွေရဲ့ဝမ်းမဆက်ကမှုတွေနဲ့ဒီစစ်စရီတွေကိုမှုတော်ဆောင်ဖို့ကိစ္စတွေဟာတတိတိနဲ့အခုလိုမျိုးဒီလိုအပ်တဲ့ facility တွေတတိယဝါနဲ့တတိတိဆောင်ရွက်လာတဲ့အခြေတိုးတက်လာခြင်းကိုကျွန်တော်တို့တွေ့ရတယ်။ဒါဟာအတူတကွတူနဲ့တူ
respect ပြီးပြီးယူတဲ့မှုပြီးပြီးတဲ့နောက်လက်ပဲဆောင်ရွက်တဲ့ synodal spirit ဒီလိုကပြီးပြုခြင်းဆိုတဲ့စိတ်ဓာတ်တွေရဲ့အတိအကျဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့တွေ့ရှိတတိပြုမိပါတယ်။ဆိုတော့ဒီလိုမျိုးဒီလိုကပြီးပြုခြင်းမှုကိုဆက်လက်ပြီးတဲ့နောက်ဆောင်ရွက်ကြရအောင်လို့ရဟန်းတော်များသင်္ဃရှင်များဓမ္မဆရာဆရာမများနဲ့ဘာသာသူသားသမီးပေါင်းကိုလည်းပဲဆရာတော်ကြီးနဲ့အခုလိုကာလမှာအထူးပဲတိုက်တွန်းနေအားပေးတယ်မြတ်တာလည်းခံပါတယ်။ဒီကျွန်တော်တို့ကျမ်းတော်ကတည်းကသာသနာမှာသင်္ဃရှင်ကိုင်း၅ကိုင်းရှိပါတယ်။ Reparation ကိုင်းကတော့သူသာသနာရဲ့နေရာနဲ့နေရာမှာအနည်းဆုံးအနေနဲ့တာဝန်ထမ်းဆောင်ပါတယ်။တချို့ကံတွေကနှစ်နေရာမှာက၃နေရာ၄နေရာစသဖြင့်မှုတော်ထမ်းဆောင်နေတာကိုကျွန်တော်တို့တွေ့ရတယ်။အနည်းဆုံးတွေကအနည်းဆုံးကိုပြပါဆိုရင်တော့တောင်းတိုးလေးပြလာရှင်များကိုင်းဟာဒီရန်ကုန်ကြီးကတစ်ခုပဲပါပဲသူတို့တာဝန်မှုကိုထမ်းဆောင်နေတာတွေ့ရတယ်။ဆိုတော့နေရာများချင်းနေချင်းပေါ်မှာမုံမတည်ပါဘူး။မိမိတို့ရောက်ရှိတဲ့နေရာမှာမိမိတို့ပြည့်ရတဲ့တာဝန်မိမိတို့ရဲ့လှုပ်ဆောင်တဲ့ကိစ္စတွေကိုအောက်တစ်ချက်တဲသွင်းအနေနဲ့အားတဲ့ကြောပါဝင်ပြီးတဲ့နောက်ဆောင်ရွက်ပြီးနေတာကိုတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်။ဂုဏ်ယူပါတယ်။အကယ်၍ခွင့်ရရှိတယ်ဆိုလို့ရှိရင်လည်းဒါဒီတနေရာမှာမကပဲလိုအပ်တဲ့နေရာတွေအတွက်ပါဆိုတော့အနေနဲ့ဖိတ်ခေါ်ပါတယ်လို့လည်းပဲကံကံပါတယ်။ဒီကြွရမှာရှိတဲ့သူတစ်ပြင်းကလေးငယ်လေးတွေကိုတွေ့ရတယ်။စစ်စဲရအသက်ကြီးကြီးလာပြီးတဖြည်းဖြည်းလောကကနေကြောက်ကြသွားမယ်သူလည်းပဲကြောက်ကြတယ်။ဆိုတော့ဒီစစ်စဲရရဲ့နေရာမှာ25နှစ်ပြည့်ခဲ့ပြီ။ငါတို့ရန်ကုန်ကြီးရွာအုပ်စုကနေလည်းပဲစစ်စဲရရဲ့ဒီလက်ဆင့်ကမ်းပြီးတဲ့နောက်သာသနာ့မှုတော်ကိုထမ်းဆောင်မယ်စစ်စဲတစ်ပါးဖြစ်လာမယ်ဘုရားငါ့ကိုကြားခင်ဟောသလားဒီနေ့တပင်းငယ်လို့ဒီတန်လေးကိုနားထောင်ကြည့်ပါစစ်စဲတို့မှလည်းပဲမိဘတွေရှိတယ်ညီကောင်မောင်နှမတွေရှိတယ်သူတို့ရဲ့အကူအညီကိုလိုအပ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီရှိတဲ့ကြားတွေကနေဆွလွတ်နေတာခံပြီးတဲ့နောက်ဒီဘဝနဲ့ဒီမှာလာပြီးတဲ့နောက်ဆက်ကပ်တတ်တယ်လို့တပည့်တို့တွေရဲ့ကြားထဲမှာလည်းမိသားစုတွေထဲမှာလည်းပဲခက်ခဲတွေရှိတယ်ခက်ခဲတွေကြားတွေကနေဘုရားသခင်ငါ့ကိုခေါ်နေတယ်အလိုရှိနေတယ်ဆိုတဲ့အတန်လေးကိုလည်းပဲနားထောင်ပြီးစီခြင်းနဲ့မိဘတွေကိုလည်းပဲခေါ်တော်မူခြင်းလမ်းကြောင်းမှာအားပေးကြဖို့အနေနဲ့ဆရာတော်မြတ်တာရက်ခံပါတယ်နောက်ဆုံးသက်ချင်တာကတော့ဒီကောင်းသောတိုးတိမ်ယေရှုခရစ်ရှင်ရဲ့စကားလေးနဲ့ပဲဆုံးသက်ချင်ပါတယ်ကိုယ်အစီအဖို့လို့ငါအသက်ကိုစွန့်ခြင်းမြတ်တာတဲ့တာရည်မြတ်သောမြတ်တာကြီးအဘယ်သူ၌မျှမရှိမိမိနဲ့ဒီဆက်တော်သူတွေအတွက်မေတ္တာစေတနာအနှစ်သာခံမှုတွေနဲ့ဒီကောင်းသောသီလရှင်ကိုင်းဆက်လက်ပြီးတဲ့နောက်စေကံရင်းမှုမှာဝမ်းမြောက်ခြင်းအောင်မြင်ခြင်းပြည့်စုံခြင်းတွေနဲ့ဒီရှင်းတာနိုင်ပါစေအရေးဆက်နိုင်ပါစေနောက်ဆုံးတစ်နေ့မိမိတို့ချစ်တဲ့ဘုရားရှင်နဲ့ဒီကောင်းမြတ်နိုင်ငံတော်မှာဝင်စားနိုင်စေကြောင်းလိုအပ်တဲ့ကာယဝိညာဉ်ပေါ်အားကျေးဇူးများဒီနေ့မြတ်စွာဘုရားဆက်လက်ပြီးတဲ့နောက်ကျွန်တော်တို့ဒီလိုပါကုသိုလ်ဆုတောင်းကြပါမယ်သာသမီရောက်တိုင်းစီပေါ်မှာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဆင်မြဲကြရခြင်းရှိပါစေ